တောက်လိုက်ရင်လန်းဆန်းသွားစေတယ်တစ်တော်နဲ့တနေလေးနဲ့ဂျင်းပါဂျင်းကိုဗြိတိန်လူများကသိကြပေမဲ့တကယ်မူလဇင်းမြစ်က18ရာစုတုန်းကနယ်သာလန်ကနေစတင်ခဲ့တာနယ်သာလန်ကဆရာဝန်တူဖြစ်တဲ့ Xavier de Vos ဆိုသူကအစာရင်နဲ့ကြောက်ကက်ယောဂါတွေကိုကုသဖို့အတွက်ဂျူနီဘာဘယ်ရီကိုအရင်နဲ့စိန်ပြီးဂျနီဗာဆိုတဲ့ဆေးကိုဖော်ဆက်ခဲ့ပါတယ်အဲ့ဒီချိန်ကနှစ်30စစ်ပွဲမှာအင်္ဂလိပ်စစ်သားတွေကဒတ်စစ်သားတွေနဲ့အတူတိုက်ပွဲဝင်ရင်ဒီဂျနီဗာကိုတောက်ခဲ့ကြပါတယ်တောက်လိုက်ရင်ကြောက်စိတ်ပြောက်ပြီးရဲတင်းလာလို့ Dutch Carry လို့တော့နာမည်ပေးခဲ့ကြတယ်စစ်ကြီးပြီးတော့အင်္ဂလန်ကိုပြန်ပယ်သွားရတာကနေဂျင်းဆိုတဲ့နာမည်ပြောင်းသွားတယ်18ရာစုမှာတော့အင်္ဂလန်မှာရေထက်တောင်ဂျင်းကပို့ပေါ်ပြီးလူတွေအကုန်ဂျင်းကိုယူမှုတောက်ကြတဲ့ဂျင်းခရစ်ဆိုတဲ့ခေတ်ကြီးတောင်ဖြစ်ခဲ့ပါသေးတယ်ဂျင်းဆိုတာကောက်ထန်တွေကနေရလာတဲ့အရက်ကြမ်းကိုယူနီဗာဘယ်ရစ်အပြင်နနန်စီတမယာကောင်လိမ္မောကောင်စတဲ့ဘာဝရုပ်ခဗေဒပစ္စည်းတွေနဲ့ထပ်မံပေါင်းခံပြီးပြုလုပ်တာဖြစ်ပါတယ်